မ်ဆူရဲ့နေပြန်ရောင်းအော်လာရောင်းတွေလေးမလေးမရွှေပရိယေကနေအခုမျိုး အတန်နဲ့ချိုချိုလေးလောက်သား အကံကိုချူချူဩမေ့ပြီးနှိမ့်နေသိချင်းလို့ဟဲ့ဒီမှာဆရာလက်ခုံတက်ထိုင်ငါဘာပိတ်ချလိုက်မအောက်ဆင်းကဲထိုင်ဩတပည့်တွေတက္ကတိလာဒီတာပါမောက်ခဆရာကြီးထံပါမှာ3 နှစ် 3 မိုးပညာတွေသင်ကြားကြဟာအခုဆိုရင်ကြည်ကအကုန်လုံးပညာတွေပြည့်စုံသွားပြီ မမဆရာကြီး အဲ့တော့ကိုလာတဲ့တိုင်းပြည်ကိုကိုပြန်ပြီးတော့တိုင်းချိုးပြည်ချိုးဘလို့ပြုတ်မလဲဆိုတာကိုကိုယ့်အကိုစဉ်းစားဆုံးဖြတ်ကြနော်အခုတော့ကြောင်းပင်ချင်းစိတ်မနှွေးလေနေမပြေးပြန်နေဟိုခန်းကိုဖမ်းနေနေ ဆရာကြီးတချင်းလေးပါဆိုလေ ချင်းလေးဆို ကျောင်းဖွင့်ချိန်မဟုတ်ဘူးလား အခုကကြောင်းပိတ်တော့မှာဘူးဆရာကြီးထံပါမှာပညာတွေသင်ကြားနော်ထူးချွန်တက်မြောက်သွားကြမင်းတို့ပြန်တော့မယ်ဆိုတော့ဆရာကြီးညနေက သူများတင်သေး တို့တင်သေးနေကြည့်တော့လဲသူများတင်သေး ဆရာကြီးရုပ်ကသူများတင်သေးရုံနဲ့ရုပ် ဆရာကြီးညနေကသမင်းစားကနီးမှာမျက်ရည်တွေကျတယ် ဩတပည့်တို့နဲ့ခွဲရမှာဆိုလို့ ငါဟင်းတုပ်ကလေးခွေးဆွဲသွားတယ်အဲ့ဒီခွေးကိုငါမှတ်မိတယ် ဘလို့ပုံစံလုံးဆရာကြီး အနီရောင်ကြီး ညုံပြောနေတာ ခွဲမယ် ဟောဘာခွင့်ဆရာကြီးတပည့်ကိုခွေးနဲ့နိုင်ကြလား အေးဟုတ်သားပဲမင်းကိုခွေးနဲ့နိုင်ခွေးသိတ်ခါကြမှာပေါ့နော် ခွေးလောက်ကိုတိတ်ခါမရှိတာဆရာကြီးပို့ဆိုးနေပြီဆရာကြီးကဩ အေးကဲငါတပည့်တို့ ဆရာကြီး ဟင် တကားတွေများတယ်မြန်ပြောပြန်ချင်လာပြီဗျာကျုပ်က ဩတန်ရုံးစီကြီးရဲ့တပွားလားတပည့်တွေလည်းဆရာပါမှာ3 နှစ်နေလို့ဆရာကလည်းပညာလည်းသင်ပေးဝဝလင်းလင်းလည်းကျွေးလို့အကုန်လုံးပြည့်ဖြိုးဆို ဝါလင်းလင်းကိုကြော်လိုက်ပါလားဆရာကြီးရဲ့ အခုလိုပြည့်ဖြိုးဆိုပြည်နေတာ ဟိုဘက်ကိုထိုးပြောပြေဖြိုးဆိုပြေတယ်ဆိုတော့နော် အေးကဲအဲ့ဒီတော့ဥက္ကလာဘတိုင်းကမွေးဖွားပြီးအေးတာပေတာတိုင်းမှာအိမ်ငားနေတဲ့ငါတပည့် ဆရာကြီး ပဇွန်အောင်ချောင်းထဲမှာတာမန်ခပါစီကွာ ကဲကြော်တယ်ကြော့ပြီးပြန် နေဩ ဘိုက်က နည်းနည်းပါပါဆရာကိုလည်းဒီမှာအိုက်တင်လေးပါလိခံဝင်ပေးအောင်အေးအဲ့ဒီတော့ကိုတိုင်းဌာနေကိုပြန်ကြဟိုရောက်ရင်လည်းကိုတိုင်းပြည်မှာကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားကြရှေ့ကတင်သွားတဲ့တပည့်တွေကတော့ မှန်ပါ ဆရာရဲ့ပညာတွေအကုန်ပေးလိုက်လို့ဟောအခုဆိုရင်ရှေ့တုတ်တပည့်တွေဘယ်လောက်ကောင်းစားနေကြ မြင်ပါရဲ့ဆရာကြီး စိုက်ကားနေနဲ့ကောင်းနေ အမိုက်ကောက်တဲ့လူကကောင်းနေပြီ ကုံထမ်းနဲ့ကောင်းထမ်းနေကြ ဆရာကြီးရဲ့ပညာတွေပေါ့ ဟောရှုပ်ကုန်ပြီ ဆရာ ကော ကြီး င်းစားနေကြပြီအေးအဲ့တော့ကဲ ဆရာကြီးတိုင်းမှာလေဒီလူတွေပါလာပဲတော့ဘယ်အရင်ရောက်တာလဲမသိဘူး မလာပေးတာမလာပေးတာအေးရှင်းနေနေတက်ကပြေเจ้าမှာဒီလိုဝိတ်တာတွေလည်းခေါ်ထားတယ် ဟဲ့ဒါဆိုရင်ဆရာကြီးတို့ကခင်မီနေပြီပေါ့ ရှင်းနေနေဒီမှာกินတင်းမှာသူ့အလုတ်ခမလို့ ဩ ဒါဆိုင်အဝိဇ္ဇာကိုကကူလက်တာတွေကိုကောင်းလို့ဆက် ကာစတန်မှာအေး မှန်ပါဆရာကြီး အဲ့တော့မင်းကငါတင်ပေးလိုက်တဲ့3 နှစ်အတွင်းဘာပညာတွေတက်တော့ မှန်ပါဆရာကြီးသင်ပေးလိုက်တဲ့ပညာကြောင့်အဲ့ပညာတွေကိုအသုံးချပြီးတိုက်ပေါ်တွေကိုရေတံမှုဖို့စီစဉ်ထားကြောင်းပါ အေးဒါတော်ရုံတန်ရုံတတ်နိုင်မှရတာနော် ဒါပဲလေအဓိက တဲ့သူเจ้าကထွက်ပြီးရေးသားမှုပို့ကငါလှုပ်လိုက်မယ်เจ้าနာမည်ပြအောင် တကယ်တမ်းကျတော့ဆရာကြီးနဲ့ခွဲရမယ်ဆိုတော့ မြတ်ကုန်းမွေးတယ်ပြက် ဒီလိုကငါလှအောင်ဆွဲထားတာ ငိုးနေတာ ပြုံပြုံလေးနဲ့ခွဲကြည့်ပေးမယ်ဆရာနဲ့ခွဲရမယ်ဆိုတဲ့အချိန်မှာတပည့်ရင်ထဲမှာလေမီထော်ရီတေးချင်းကို အဲ့လိုကိုတချင်းဆို ဘယ်နဲ့ကြောက်လာပြီးတမီမီနဲ့တေးချင်းကိုငါရောင်တတ်တယ် တည်တယ် ရောင်းလာရလား ဆရာကြီးလက်ငါးပြထိတ်မှာမို့လို့ လက်ဆယ်ပြာ ငါကြောင့်ရားလို့ကြောက်မကြည့်ပါနဲ့နည်းနည်းပါမျက်စိကပြူပြီးဒါလေးတော့မမြင်ဘူး ဆရာကြီးနော် ပုတ်ဆရာကြီး ဘောလုံးခွေးနဲ့ဝင်နေခွေးမဟုတ်ဘူး ဒီပြောမှာ မင်းပြောတာပုံဆိုးတယ် ကတော့ဆရာကြီးရောင်တယ်လို့လက်ဆယ်ပြထိတ်မှာမို့လို့ဆရာကြီးပေါ်မှာပြောမှာ ကဲစရာမတော့မင်းကလည်းနားခေါ်လာနားညောင်း ကဲကတော့မဆယ်1 2 3 4 အေးအော်ကတော့မ1 2 3 4 ကဲဆိုင်စုပဲ အေးငါတပည့်ပြန်
ပြန်လာရွှေနာပြန်လာရွှေနာလေး ဩဘာလဲ တန်ရောချင်းချင်း ဒီမှာကြီးကမှာဘာရွှေဟင်းတာ ဩတချင်းရဆိုတာဆရာ ပြန်တော့ ရွှေကြီးကဩရှုပ်ကုန်ကဲပြန်တော့ကွာ ပြန်မယ် ကြားတယ်နောက်လူတွေရှိသေးတယ် နှုတ်ဆက် ဟာငါ မကြောက်ဒီမဲ့လို့ပြောတာဆရာကြီး ကဲ နှုတ်ဆက်ခဲ့ပါရဲ့ကျွန်တော်သူကစုက အချိန်မေးအောင်နောက်မှာ၄ယောက်လောက်ရှိတယ်မင်းမြန်တော့ သွားဟိုမှာနော်ကြောင်ချေရောက်ရင်အုတ်ကံပေါ်တင်ထားတဲ့ဖလားတစ်လုံးယူသွား ဟုတ်ကဲ့ဆရာကြီး မင်းအတန်နဲ့ဆိုဇောင်းတန်းမှာအလုပ်ဖြစ်တယ်ကွာ အနော်ကောင်းလို့ဩမင်းဘလားအကိုကြောက်လို့ငါပြန်လာနော် ကဲဘိုးတပည့်ကတော့ပြန်သွားပြီမင်းရော3နဲ့3 ကဲဆရာပြန်ပြီလား နေအောင် ကျွန်တော်ဘာကြောင့်မလွတ်သေး နေအောင်မင်းငါစင်းရှင်းအောင်မတပည့်တော့3နဲ့3လို့ဘာပြန်ရတတ်တော့ မှန်လားပါဆရာကြီးဒါပေမဲ့3နဲ့3မှာရှမ်းကုန်းမီပေါ့က21အကုန်လုံးရေးတယ်ပါဆရာဒီကဆရာကြီးမှာကြားတဲ့အတိုင်းတော့အိမ်ကိုဖဲသိမ်းမဖြစ်နဲ့ဆိုတော့တပည့်တော်အခုချိန်လိုက်လာနေဆရာဆရာကြီး အေးတော့အိမ်ကိုဖဲစိမ့်ပြီရောတတ်တယ်ဩဘယ်ဖဲဝါကဲပြန်တော့မင်းကတော့ ဖဲပညာသင်ပေးတာကိုကြော့နေသေးလား ဒီလိုဆရာမျိုးကရှားတယ်ကဲနင်းလေမင်းရဲ့လှိုင်းဘာတာတိုင်းကြီးရောက်ရင်အာတုပအိမ်ကြီးလှည့်ပြီးဖဲရိုက်စားတော့ကွာနော်ရုပ်ကအဲ့ဒါရုပ်ပဲဖြစ်မှာကဲခေါ်ရတပည့်မင်းငါချစ်စုမြခုံးဝင်နေမျက်နှာနဲ့ဒါဖြစ်မျက်နှာကြီးပဲကိုယ့်ပြီးလေဖြတ်တယ် ဆရာကြီးကလည်းမှုသွင်းနေတာတော့ဘယ်ရောက်သွားလဲမသိဘူးခံစားနေရတာဆရာကြီးနဲ့ခွဲရတော့မယ်ဆိုတော့ နေစီမှာလည်းမှဲ့နဲ့မျက်ခုံးဝင်နဲ့မျက်နှာနဲ့ဖတ်နေတာပဲ ဆရာကြီး ဆရာကြီးမှာ3နှစ်3မိုးပညာလေးသင်ခဲ့တာပြောမှဆိုမှကြီးဘယ်လိုပါဆရာကြီး ဒီပါကွာ တဏီကိုပြန်ရတော့မယ်တန်ရောစင်ဆရာကြီးရဲ့ပြုတ်တီဒီဝေးရတော့မီနောက်ပဲပါ တေချင်းတို့သွားအဲ့ဒါရဲမိုးဆက်မှာသွားဆိုနော်နေလို့လို့လဲဇာကောင်းပြုတ်သွားအတန်လည်းမကောင်းရုပ်ကလည်းမလှဘူးလားဆိုပြတယ် ကဲဆရာကြီးပြန်တော့မှာနော် ပြန် ကဲကျွန်တော်ဒီအိမ်ကထွက်ခွာနဲ့ဒီအိမ်နဲ့ဆရာကြီး ကြောင်မိတွေအိမ်ကိုတတိယနဲ့ဒါကြောင်တက္ကသိုလ်ကြောင် တည်တယ်အိမ်သားကပေးရမှာခေါင်းနဲ့ရောက်နေအဲ့တော့ဒီเจ้าနဲ့ဆရာကြီးမီးလောင်ပြကြပါသေးလား တပည့်စုတောင်ပြည့်စေတေချင်းတို့ဆရာသွားကန်ကြင်သွားသေးကဲဟောရတပည့်မောင်ချွေမိုး မှန်ပါဆရာကြီး အေးမင်းကတော့တပည့်ထဲမှာအလိမ်မာဆုံးငါ့ကိုလည်း3နှစ်လုံးအနည်းမှာခြေစုပ်လက်နဲ့ပြုတ်စုခဲ့တဲ့တပည့်ပညာကြတော့လဲထူးချွန်တက်မြောက်အဲ့တော့ဆရာကြီးကမင်းကိုအဖိုးထိုက်တန်နဲ့လက်ဆောင်ပနာပေးလိုက်မယ် မှန်ပါဆရာကြီး သမီးလေး ရှမ်းအဘ အေးစကားလေးပြောတာနားလေးကိုညင်းလို့သမီးလေးကိုဟောဒီကတပည့်ကလေးနဲ့အိမ်အောင်ရသားပြုတ်ပေးမယ် ဟောအဖနဲ့ မလို့ခြင်းဘူးလား လိုချင်နေရကြာပေါ့ 你来你没带我难呢？给，没有好人啊，都没个人呢，听人来他比着，没带比可我比着。ဘာသာရေးပြောနေရလားကိုရလားကျမမင်းမသားလေ 他们 မင်းမသားကြည့်လို့ဖြစ်လားအကိုရ 啊， အကိုရစဉ်းစားလေအကိုရကိုချင်တော့အဒီလိုကျမဒီနားမှာ3နှစ်3ညနေခဲ့ရလား 你包，都你都我，你包我，起手来呢，表示啦，谁呀个妈么路？你我只我爱表示个啦，冇不 ရ 啦。 လားကျမရဲ့လင်သားတယောက်လိုပြည့်စုံဆောက်ရှောက်နေတယ်ကိုရကျမရဲ့စဉ်းစားတယ်နားမလဲဘူးအကိုရကစဉ်းစားကြည့်လေကျမအကိုရကိုချလို့လာတာလေဒီအစမကိုချက်စရလားစဉ်းစားလေကိုရ 啊， ကိုရနားမလဲဘူးလား 你哭嘛啦？你演你了嘞，你那啥达到帮你啊，搬家多少呗？ အဲ့တော့မှတ်တာကိုရကျမရဲ့ရင်ထဲကချစ်နေတဲ့အောင်မောင်းချက်ပေါ်ကိုရ အောင်ကောင်းအချစ် လူမသိတဲ့အမုန်းချစ်လာဘယ်မိကဘယ်မိတော့မှဒီကံမလားကျွန်းနိုင်ပါဘူးချစ်သူနဲ့ဦးသူနေရတဲ့ဘဝတဲ့
ဘယ်နည်းစီပဲပန်းမှာလာပါသွားမပွင့်လန်းနိုင်ဘူး ပွင့်ကြတာပြီ ကျမနှလုံးသားထဲမှာ ကျော်နံပါတ် ချက်လာထားပါလားဒါမှအမချစ်ဘလောက်စစ်မှန်လဲဆိုတာမင်းနဲ့နိုင်မယ်